OR ကိုကေးရလိုက်တော့4ယောက်5ယောက်ဖြစ်သွားတယ်လို့ကျွန်တော်တို့ထင်ပြီးတော့ okay YG တော့လောရပြီလို့ကျွန်တော်တို့အကုန်လုံးထင်လိုက်တယ်ဗျာဒါပေမဲ့တကယ်လည်းဘတ်တယ်ချတဲ့အချိန်မှာ YG က4ယောက်5ယောက်ကိုဘာလို့ပြန်ပြေးနေရလို့ထင်လဲ okay ဒီနေရာမှာကျွန်တော် Pickle ရဲ့အားနည်းချက်ကိုကျွန်တော်တွေးလိုက်တာပါဘာလဲဆိုတော့ Pickle ကမှ Uranus နဲ့တွဲလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ call တွေကို backup ပေးဖို့တကောင်မှမရှိတာတကယ်ကိုအားနည်းချက်ပါပဲအကယ်၍သာ brother တို့ဒီလိုဘတ်တယ်မျိုးမှာ YG ကတာ9ယောက်4ယောက်ဆိုပြီးစိုက်မယ်ဆိုလို့ရှိရင် ယူဆောင်ကြီး Blood Dragon Farm ပြောင်းပြီးတော့ Granger တို့ Nolan တို့နားကိုပြေးဝင်နေချိန်ရလို့ရှိရင်YG ကဗတ်တယ်ပြန်ကြမှာပါ Okay အားလုံးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ YG နဲ့ Tin Liquid PH ပွဲကနေပြီးတော့ YG ဘာတွေများအမှားလုပ်ခဲ့လို့ဒီလောက်ထိရှုံးနေသွားရလဲဆိုတော့ကျွန်တော်တစ်ချက် breakdown analysis လုပ်ပေးမှလည်းဖြစ်ပါတယ်ကျွန်တော်ကတော့နိုင်ပါကျွန်တော်က AI Sport နဲ့နိုင်ရင်ကျဲတော့မှာ coach ဖြစ်လုပ်ကိုင်ခဲ့ပြီးတော့လက်ရှိမှာလည်းပွဲတော်တော်များများမှာ panelist ဖြစ်တာဝန်ယူရပါတယ် line ပေါ်မှာကျွန်တော်တော်တော်များများတွေ့နေရတာ Stanford Esport ဆိုတာပေါ့တကယ်တော့ကျွန်တော်ဒီပွဲမှာJB ကပို့ပြီးလောက်ကွက်ထက်တယ်လို့ထင်တယ်ဒီပွဲမှာ Hero Nature တာနေတဲ့ Sanford ကိုသာတတ်နိုင်မယ်ဆိုလို့ရှိရင် YG ကနိုင်မှုချင်းရှိရဗျ Pick-up play စတိုင်းဆိုတာဒီလိုမျိုးတန်းပြီးတော့ moment speed နဲ့ပြီးတွေးတဲ့ကောင်ဆွဲပြီးတော့ဖြတ်တာမျိုးဖြစ်တာကြောင့်ယူဆောင်ကသာအားလီရဲ့အဲ့လိုမျိုးဖြတ်ထားနိုင်လို့ရှိရင်ယူဆောင်ဆိုတာဒါဘာမှမဟုတ်ဘူးဒါပေမဲ့ဟန်ကအားလီဂိမ်းမှာအဲ့လိုမျိုးသွားပြီးမဖြတ်ပဲနဲ့အလဲမှာပလိန်ကြီးလာပေါ်လိုက်တာဟန်ရဲ့အမားပဲလို့ကျွန်တော်ပြောရမယ်ဒါကတော့ကျွန်တော်အမားတစ်ခုကိုပြန်လဲပြီးတော့ထောက်ပြရပါတော့ Okay ဘာလို့ရှိမှပြောပြီးတော့ JB လောက်ကွက်တွေအများကြီးပေါ်လဲဆိုတာဒီမှာပြမယ်ဟန်ကအပေါ်သွားနေ JB က live shot လိုက်ပြီးတော့အဲ့ဒီကာလီယာနဲ့နိုလန်နဲ့အဲ့နေရာကိုမဝင်နိုင်အောင်ပြတယ်ဒီကာလီယာကြီးကိုဘယ်နှမှာရှိလဲဆိုတာဂါရောကာတာပြနေတယ်အဲ့ကာလီယာဘယ်တော့မှယူဆောင်တက်လို့မရဘူးအောက်ကဒီဆိုတာကိုလည်းခန့်လို့မရဘူးဘလောက်ထိတောင်မှပဲဂါရောကာတာဝင်လဲဆိုအဲ့ဟိုးချန်ငယ်အတွင်းနေတဲ့ထိဝင်တာPick-up play စတိုင်းဆိုတာဟာအရင်စဖမ်းမဲ့ကောင်အပြခံနေရသူကြီးအဖမ်းခံမဲ့ကောင်နဲ့အေးဆေးရှောင်လို့ရတယ်။အဲကြောင့်ဒီ play စတိုင်းမှာဂါရောဂါတာအများကြီးရေးပါတယ်လို့ပြောတာ။ဒီမှာခါတီးစီနဲ့ Sanford နဲ့ Ultimate တူတူပြိုင်သုံးလိုက်တာလေးကိုကျွန်တော်တစ်ချက်မှတ်ထားပြီးသူတို့က vision ပြပြီးတော့ယူဆောင်ကလိုတဲ့ကောင်လိုက်ပြီးတော့ထောက်တဲ့ play စတိုင်းမျိုးပါ။ဒါကိုတစ်ချက်မှတ်ထားပြီးနောက်ကျရင်ဒီအကြောင်းကိုဆက်ပြီးတော့ပြောပေးမယ်။အခုက JB လက် JB လွတ်သွားတာတစ်ခေါက်ပဲ။အဲ့တာတယ်အပြီးမှာသူ Uranus နဲ့ရောပြီးတော့အမှကာလီယာလွတ်ထွက်သွားတဲ့တစ်ချိန်လေးပဲ။အဲ့တစ်ချိန်ပဲသူကြံခဲ့တာ။အဲ့တစ်ချိန်မှာလဲ YG က impact ကိုအပြည့်အဝယူနိုင်တယ်ဗျာ။ YG အဲ့ဒီ pick-up play စတိုင်းကိုလုံးဝအပြည့်ဘွားပိုင်နိုင်တယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့အဲ့ဒီဂါရောဂါတာရဲ့လောက်ကွက်တွေကြောင့်ပဲဒီ YG ကသူတို့အမြဲဂါရောဂါတာကြီးကကာလီယာကိုပြန်မိပြီးနိုလန်ကိုပြန်မိပြီးဆိုလို့ရှိရင်သူတို့ရဲ့လောက်ကွက်ကပျောက်သွားတာအဲ့ဒီတစ်ခေါက်တော့ကာလီယာလစ်တွက်လာနိုင်လို့ကျွန်တော်အနေနဲ့ထင်တယ်။ဒါကြောင့်လေကေးပြန်ရလိုက်ပြင်မယ်ဒီမှာလဲဂါရောဂါတာသူ့ရဲ့ဒီ spare ပေးတာအရန်တိကျတယ်အဲ့နိုလန်ကိုအလဲတက်တက်ကိုထည့်တာအဲ့တော့လုံးဝနိုလန်ထွက်လို့မရဘူးကေးပြန်ရလိုက်တာဒါ JB ရဲ့လုံးဝလောက်ကွက်လို့ကျွန်တော်အနေနဲ့ထင်တယ်။ဒါဆိုကျွန်တော်တို့ Sanford ဒီပြန်သွားမယ် YG Pick-up အလုံးမဖြစ်တဲ့အကြောင်းရင်းဂါရောဂါတာလိုက်ပြလို့ Okay ဂါရောဂါတာလိုက်ပြရင်လည်းသူ့တာဝန်ပြီးသွားပါပြီ Sanford ရဲ့အကြောင်းပြန်ပြောမယ်ဆိုလို့ရှိရင်သူတို့ကရည်စမ်းချင်း vision နဲ့ Sanford ရဲ့နဂါးနဲ့တွားရဗျာဒီဟာလောက်ကနည်းနည်းရိုးရှင်းတယ်ဒါပေမဲ့မရိုးရှင်းတာ Sanford တွားရဲ့နဂါးလမ်းကြောင်းအဲ့နဂါးလမ်းကြောင်းကသူကအဲ့လူတွေကိုခွဲထုတ်ပြတဲ့ပုံစံမျိုးတွားရဗျာဒါဟာအခုမှမဟုတ်လွန်ခဲ့တဲ့တစ်နှစ်သူတို့ NBA ရခဲ့တဲ့အချိန်တုန်းကလည်းအဲ့ပကွီတိုကြီးနဲ့အဲ့လိုဘတ်တဲကိုအလဲကနေခွဲထုတ်တဲ့ moment တွေရှိတယ်ဒါကိုလည်းကျွန်တော်ရဲ့ TikTok account မှာပင်ထားတဲ့ analysis video တစ်ပုတ်ရှိတယ်ပေါ့နော်ကျွန်တော် comment မှာ link ချပေးမယ်အဲ့ဒီတစ်ပုတ်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲအခုလိုမျိုးပဲပေါ့နော်သူ့ရဲ့နဂါးလမ်းကြောင်းကအစအဲ့လိုမျိုးဒီဘတ်တယ်ကိုခွဲထုတ်လိုက်တဲ့ပုံစံမျိုးနဲ့တွားတာဆိုတော့ဒါဆန်ဂျူရိုရဲ့အရင်တည်းကလုံနေကြအကွာ Sanford ကတော့တော်တော်လေးကိုပိုင်နိုင်တယ်လို့ပြောရမယ် Okay game 1 summary ပြောရမယ်ဆိုလို့ရှိရင် early game pick-up လုပ်လို့မရအောင်လို့ဂါရောဂါတာလိုက်ပြီးတော့ပြတယ် late game 5/5 pick-up လုပ်လို့ရပြီဆိုတဲ့အချိန်ရောက်တော့ကျွန်တော်ပြောသလိုယူဆောင်က early game မှာ pick-up အလုံးမခံနိုင်တဲ့အတွက်တော်တော်လေးကိုဖတ်နေပြီပြီးရင်သူ့ရဲ့နီးစနစ်တိုင်းသူကဘတ်တယ်ကိုခွဲထုတ်တယ်ပြီးရင်ကောအင်နာကိုကတ်တယ်ကာလီယာ UNS ရဲ့အဲကောအင်နာကိုဘလို့မှဘက်ကပ်ပေးလို့မရအဲ့တော့ pick-up စတိုင်တစ်ခုကိုဒါTLPH ကကောင်းကောင်းကြီးနားလေလို့ကျွန်တော်အနေနဲ့ယူဆလို့ရရပေါ့နော်အဲ့တော့တကယ် pick-up ကိုလေကင်းရောက်လို့ရှိရင် impact ယူမဲ့ယူဆောင်ကိုလုံးဝဂမ်းမခံအောင်လို့လုပ်တယ်နောက်ပိုင်း pick-up လုပ်လို့ရပြီဆိုတော့လုပ်လေဒီမှာဆိုယူဆောင်ကြည့် Granger early game အိမ်လို့ရတယ်လုံးဝမအိမ်ဘူးအဲ့ဒီဘတ်တယ်ကိုကွဲအောင်လို့သူလုပ်နေရဘတ်တယ်တကယ်ကွဲသွားပြီဆိုမှပဲသူ့ရဲ့ verify နေပါပေးတယ်ဆောနာနေရာမှာဆိုလုံးဝယူဆောင်တကယ် Granger တော့ဝင်လိုက်လို့ရတယ်နော်လုံးဝမဝင်ဘတ်တယ်ကိုအရင်ခွဲတာ game 1ကတော့ကျွန်တော်တို့တကယ် pick-up ကိုဘယ်လိုမျိုးကင်လို့ရမလဲဆိုတာသင်သွားပေးသလိုကျွန်တော်လည်းတကယ်ညံလင်းပွင့်သွားပြီပေါ့နော် pick-up ကို early game vision ပြပြီးတော့ late game အဲ့လိုယူဆောင်လို့မျိုးဘက်ကမရှိတဲ့ကောင်တွေကိုသာကတ်နိုင်မယ်ဆိုလို့ရှိရင်ဒါတော်တော်ကောင်းတဲ့ pick-up ရဲ့ counter play style ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူဆရဗျာ game 2ကတော့တော်တော်လေးကိုမျှတယ်ဗလင့်အရန်ကောင်းတယ်ဒါပေမဲ့ macro တွေပါအများကြီးစားမရှိဘူးတကယ်ကို Sanford Esport ဖြစ်သွားပြီလို့ပဲပြောချင်တယ်ဗလင့်အရန်ကောင်းတယ်သူတို့ early game မှာ late play style တွေလည်းမျှတယ်ဒါပေမဲ့ Sanford ရဲ့အဲ့ damage calculate လောက်တာသူတို့လုံးဝအဆင်မပြေဘူးဗျာလုံးဝအဲ့လို Sanford မပြတ်သွားဘူးလုံးဝအဲ့ဒီအောက် play ပြရဲအဲ့တကွက်နဲ့ပဲဒီနားမှာသူတို့ဂိုနီဗီယာရောဗလာရောတော်တော်ကြီးကိုကြောင်းပြောသွားတယ်လို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်။ Okay ဒါကတော့ဒါကျွန်တော် Tin Liquid BA နဲ့ရန်ကုန်ဂလက်တီကိုရဲ့ပွဲစဉ်လေးကိုကျွန်တော်ကြည့်ပြီးတော့တခြား breakdown analysis လုပ်ပေးတာဖြစ်ပါတယ်။ Game 2ကတော့တကယ်ကို Sanford out play ဝါတာဖြစ်တာကြောင့်
ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ကျွန်တော်ရဲ့ content တွေကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးကို warrior ပေးခဲ့ဖို့နဲ့ကျွန်တော်ရဲ့ Facebook ကကြည့်တဲ့ bro တွေဆို follow လုပ်ခဲ့ဖို့နဲ့ YouTube ကကြည့်တဲ့ bro တွေဆိုလည်း subscribe လုပ်ခဲ့ဖို့ပြောချင်တယ်ဒီလောက်ပါပဲ bye bye